တီလာရှင်ဝစ်ဆောင်ကိုစင်ပေါ်မှာဝင်းမိလို့ထောင်ချတော့မယ့်အလှမဲ့အိမ်မွန်လင်းအခုလက်ရှိလူမှုကွန်ရက်မှာပွဲဖြစ်နေတဲ့ Miss Grand တာချီလေးအလှမဲ့အိမ်မွန်လင်းရဲ့တီလာရှင်ဝစ်ဆောင်ကရက်ကပြိုင်ပွဲကနေထုတ်ပယ်ခံရရုံနဲ့မပြီးသေးပဲထောင်ဒဏ်ကျခံရနိုင်တဲ့အခြေအနေထိပါဦးတည်လာနေပါပြီ။ National Director မရန်ဆိုင်တော်ဦးစီးကျင်းပတဲ့ဒီနေ့ Miss Grand ပြိုင်ပွဲမှာအလှမဲ့အိမ်မွန်လင်းကတန့်စင်တဲ့တရဏဝင်းတန်းမဲတီလာရှင်ဝစ်ဆောင်ကိုခန္ဓာကိုယ်အလှပြတဲ့စင်မြင့်ထက်မှာဝစ်ဆင်ခဲ့ပါတယ်။ပိုဆိုးရာကဒီဝစ်ဆောင်ကိုရဟာဆယ်မှာကြိုတင်မဝေဖဲပြန်ပွဲနေ့ကျမှအတိမပေးပဲရုတ်တရက်ဝစ်ဆင်ခဲ့တာပါဗုဒ္ဓဘာသာနိုင်ငံမှာဘလူးမမတ်အဆက်တဲ့ဒီလောက်ရက်ကြောင့်ပြည်သူတွေအကြီးကျယ်ဒေါသထွက်ခဲ့ရပြီးတော့သူမကိုလည်းပြန်ပွဲကနေတရားဝင်ထုတ်ပယ်လိုက်ပြီးဖြစ်ပါတယ်အလှမဲ့ကိုယ်တိုင်ကတော့အစင်းမြင့်ပေါ်မှာတရုတ်ပြစ်အောင်မလုပ်ခဲ့လို့သူမမှာအပြစ်မရှိဘူးလို့ဖြေရှင်းထားပါတယ်။ဒါပေမဲ့ပြည်သူတွေကတော့ဒီလိုတောင်းပန်ရုံပြိုင်ပွဲကထုတ်ပယ်ရုံနဲ့လုံးဝမကျေနပ်ကြပါဘူး။ဒါဟာဘာသာတရားကိုပြောင်ပြောင်တင်းတင်းမထီမဲ့မြင်ပြုလုပ်တာဖြစ်လို့အလှမဲ့တဦးတည်းသာမကစစ်စစ်နိုင်စွမ်းမရှိခဲ့တဲ့ Miss Grand အဖွဲ့အစည်းနဲ့ပွဲစီစဉ်သူတွေကိုပါတာဝန်ခံမှုရှိရှိဥပဒေအရထောင်ဒဏ်ချမှတ်အရေးယူပေးဖို့အပြင်းထန်တောင်းဆိုနေကြပါတယ်။အရင်ကလည်းဘာသာရေးနဲ့ပတ်သက်ပြီးမှာယွင်းခဲ့သူတွေကိုထောင်ဒဏ်တွေအထိပြင်းပြင်းထန်ထန်အရေးယူခဲ့တဲ့တာရကတွေအများကြီးရှိပါတယ်။ဒါကြောင့်ဥပဒေရဲ့ကြောသားရင်သားမခွဲခြားတဲ့တန်းတူညီမျှမှုကိုပြသဖို့အတွက်ဒီကိစ္စကိုအာဏာပိုင်တွေဘက်ကဘယ်လိုတိတိယောက်ယောက်ဆက်လက်ပြီးတော့အရေးယူသွားမလဲဆိုတာကိုပြည်သူတရက်လုံးကစောင့်ကြည့်နေကြပြီဖြစ်ပါတယ်။